ဒီတဲ့ဆရာတော်ကြီးရေးထားတာကိုယ်ကလေးတွေကိုလည်းပဲနုနယ်စဉ်အရွယ်တည်းကဘာသာအသိတွေခေါင်းထဲကိုထက်မပေးအောင်လည်းထက်ပေးရမယ်ဒါမြင်အဲ့ဒီစာကိုခန္ဓာကိုဆရာတော်ကရေးတယ်ကျင့်သုံးတာဘယ်သူတွေလဲမွတ်စလင်တွေနော်ဗုဒ္ဓဘာသာတွေက9နှစ်သားကျောင်းမခုံဘူးနော်သူတို့က9နှစ်သားဗလီကျောင်းမတက်မနေရသင်ထားလိုက်တော့ခေါင်းထဲမှာစွဲနေပြီးဟုတ်တော်ရှိမဟုတ်တော်ရှိစွဲသွားပြီတကယ်တမ်းစဉ်းစားကြည့်လို့ရှိရင်ဟိုတတော်စီကဒီရန်ကုန်နဲ့အင်္ဂလိပ်ကျောင်းတစ်ကျောင်းမှာဗုဒ္ဓဘာသာကလေးနဲ့မွတ်စလင်ကလေးနဲ့စကားပြောတယ်မွတ်စလင်ကလေးကစကားအနိုင်ညင်းတာလေသူ့ဗလီမှာသင်ထားတဲ့အတိုင်းမင်းတို့ဖះကိုတို့ဖះကမွေးပေးလိုက်တာတဲ့ပြောတဲ့စကားလေးနော်ဂေါရမဖះကိုတို့ဖះကမွေးပေးလိုက်တာတဲ့အဲ့တော့ဗုဒ္ဓဘာသာကလေးကဘာပြန်ပြောလဲဒကမကြီးလို့ဆရာမကိုခွန်ကြီးကမေးတယ်ပါဇက်အဟောင်းသားလေးနဲ့ကြည်နေတယ်တဲ့ပြောတတ်လားနမင်းဗုဒ္ဓဘာသာမိဘတွေတော်သလားညံ့သလားတရားပွဲပြီးတဲ့အထိတော့မညံ့နဲ့နော်မေးသမျှတော့အကုန်မညံ့နဲ့နော်ဘုန်းကြီးကနည်းနည်းလေးပြောပြတာအကြောင်းရှိလို့ပြောပြတာနော်အဲ့တော့ဘာဖြစ်လဲမွတ်စလင်ဆိုတာဗုဒ္ဓရဲ့နောက်နှစ်ပေါင်း1080ကျော်မှပေါ်တာဒါပေမဲ့အဲ့ဒီ1080ကျော်မှပေါ်တဲ့ဘာသာကဗုဒ္ဓကိုမွေးတယ်လို့သူ့ဗလီမှာသင်ပေးတယ်ဗုဒ္ဓဘာသာကိုအထင်သေးအောင်လို့သူတို့ကလေးတွေကိုသင်ပေးထားတာအဲ့တော့သူတို့ကလေးတွေကအဲ့ဒါတွေသိတယ်ဗုဒ္ဓဘာသာကလေးတွေကမသိဘူးမသိတော့ဘာပြန်ပြောတတ်လဲဘာမှကိုမပြောတတ်ဘူးကဲခုနဘုန်းကြီးတို့မင်္ဂလာတောင်မြို့မှာတင်တဲ့ရည်ကျင်းမှုတင်တန်းကိုဗုဒ္ဓဘာသာကလေးတွေကဘာဖြစ်လို့အဲ့ဒီလိုဖြေတာလဲဘုရားသခင်ဖန်ဆင်းလို့ဘာဖြစ်လို့ဖြေတာလဲခုနသင်ပေးထားတဲ့ကလေးတွေကစာသင်ကျောင်းမှာဗုဒ္ဓဘာသာကလေးတွေမဆုံးနဲ့ဆုံးဘူးမွတ်စလင်နဲ့ဗုဒ္ဓဘာသာဆုံးပြီးဆုံးတော့တို့ကိုတို့ဘုရားသခင်ကောင်းကင်ဘုရားသခင်ဖန်ဆင်းပေးထားတာလို့ပြောတော့ဗုဒ္ဓဘာသာကလေးတွေကကျောင်းမရောက်ဘူးလေကိုပြုတ်ခဲ့တဲ့ကံကြောင့်ဖြစ်တယ်လို့မပြောတတ်ဘူးမပြောတတ်တဲ့အခါကျတော့သူများပြောတာတွေမှတ်လာပြီးတော့ဘုန်းကြီးမေးတော့ဖြေတယ်ဘယ်လိုဖြေလဲဘုရားသခင်ဖန်ဆင်းလို့ပါတဲ့နော်အဲ့ဒါဘာပြောတာလဲဗုဒ္ဓဘာသာလူငယ်လေးတွေခေါင်းထဲမှာဘာသာရေးအသိအားနည်းတယ်လို့ပြောတာနော်အာမနေဘူးလားနဲလားအားနည်းတယ်အားနည်းလို့ရှိရင်ဘာဖြစ်နိုင်တယ်လဲဆိုတဲ့အကျိုးဆက်ကိုကြည့်တော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာအမျိုးသမီးလေးတွေနှစ်စဉ်ယာနဲ့ချီပြီးတော့မွတ်စလင်နောက်ကိုပါရတယ်ယာနဲ့ချီပြီးပါတာနော်တယောက်သားနှစ်ယောက်သားမဟုတ်အဲ့ဒီလိုပါနေလို့ရှိရင်သူ့ဘာသာတိုးပွားမှုရဲ့ကိုယ်ဘာသာကပါသွားမှုရဲ့ကြားလာရင်ဘုန်းကြီးကိန်းလေးတစ်ခုတွက်ပြအခုမွတ်စလင်တွေကဆိုင်တွေမှာခွန်86ဆိုပြီးတော့ကဏ္ဍ3လို့မရေးဘူးလားအဲ့ဒါဘာလဲ21ရာစုမှာတကဘာလုံးဘာသာဖြစ်ရမယ်အစ္စလမ်ဘာသာဖြစ်ရမယ်သူတို့ရည်မှန်းချက်နော်အဲ့ဒီရည်မှန်းချက်ကိုဘယ်နိုင်ငံမှာအဓိကအကောင့်ထဲပေါ်လဲဗမာပြည်နဲ့ထိုင်းအဲ့ဒီမှာအဓိကအကောင့်ထဲပေါ်မှာအဲ့တော့ဒီနိုင်ငံတနိုင်ငံလုံးကိုမွတ်စလင်နိုင်ငံဖြစ်အောင်သူတို့လုပ်မယ်အဲ့လုပ်မယ်ဆိုတော့သူတို့မှာဗုဒ္ဓဘာသာမိသားစုတွေကအိမ်အောင်ပြုတ်ပြီဆိုရင်သားသမီးဘယ်နှစ်ယောက်ယူလဲဒီမှာကြည့်2ယောက်ဘုန်းကြီးတန်ကြည့်ချေနော်ကိုယ့်ကိုမစင်စားနဲ့ဘယ်နှစ်ယောက်လဲ2ယောက်ဒီကလေးတွေကြောင်းတက်ပြီးဘွဲရအလုံးရတဲ့အထိကိုတွက်လိုက်ပြီးတော့2ယောက်ဆိုတော်ပြီဒီလောက်ပဲနော်ဒါပေမဲ့မွတ်စလင်မျိုးသမီး1ယောက်ကသားသမီးဘယ်နှစ်ယောက်ယူဟုတ်တယ်ပြီးတော့ရနိုင်တော့မွတ်စလင်မိန်းကလေးတိုင်းဟာမွေးနိုင်တော့မွေးပေးရတယ်တချို့မိန်းကလေးတွေမှာတဒါဇင်တချို့မိန်းကလေးတွေမှာ10ယောက်တချို့က8ယောက်တချို့က6ယောက်အဲ့တော့ဘုန်းကြီးဂျမ်းမြချင်းနဲ့တွက်ကြည့်တယ်မိန်းကလေး1ယောက်ကိုဘယ်နှစ်ယောက်လဲ8ယောက်မွေးတယ်နော်မွတ်စလင်1ယောက်မှာတရားဝင်မယားက4ယောက်ယူခွင့်ရှိတယ်ဆိုတော့8 4လီ32ယောက်တအိမ်ထဲမှာပွားတာနော်32ယောက်ဒါမြင်ဗုဒ္ဓဘာသာဘယ်နှအိမ်လိုက်မှမိလဲပြောဘယ်နှအိမ်လိုက်မှမိလဲ16အိမ်လိုက်မှမိတယ်နော်ဒါအန်ဒီရရှိတာကိုတွက်ပြနေတာနော်16အိမ်လိုက်မှမိတယ်ကဲဒီလိုဆိုရင်1950ခုနှစ်ကဗမာပြည်မှာမွတ်စလင်က800လုံးရှိတယ်2012ခုနှစ်မှာဗမာပြည်မွတ်စလင်22ရာနှုန်းဖြစ်သွားပြီဒါမြင်သူတို့တိုးပွားရာနှုန်းမများဘူးလားများလားသူလဲတိုးကိုလဲတိုးတာချင်းတူရင်800နှုန်းကမတက်အောင်နော်လူဦးရေကများလာမယ်800နှုန်းကမတက်အောင်ဒါပေမဲ့ तू က22ရာနှုန်းဆိုလဲ तू 14ရာနှုန်းမပို့ဘူးလားပို့လားနောက်ထပ်240နော်သူတို့မိန်းကလေးကိုလည်းဒီလိုမွေးခိုင်းတယ်လို့ဗုဒ္ဓဘာသာတွေကမိန်းကလေးတွေကိုလည်းရားသလောက်ယူခိုင်းတယ်သူတို့ကရိုးမိန်းကလေးတယောက်ရရင်ဘလောက်ရက်ွက်လူကြီးသမီးရရင်ဘလောက်ဘုံမှုသမီးရရင်ဘလောက်ဖယားဂောဘကသမီးရရင်ဘလောက်အဲ့ဒါဘာလဲဆိုတော့ဒီကမိန်းကလေးလည်းယူတယ်ဟိုကမိန်းကလေးလည်းယူတယ်ယူပြီးရင်များမွေးတော့လူကြီးမတိုးလားတိုးလားဒါသူတို့ရဲ့အတုံးနှုံးနဲ့ပြောရင်သားဖောက်သာသနာပြုတာတဲ့ဘာသာသနာပြုတာ
ဒါဘောက်သာသနာပြုတာနော်အဲ့ဒီပြုနည်းကဘာရည်ရွယ်ချက်လဲဆိုတာရည်ရွယ်ချက်ကိုသိဖို့တော့လိုတယ်ကဲဒီတော့သူတို့အဲ့ဒီလိုမွေးဖွားနှုတ်နဲ့ဆိုနောက်နှစ်40ကြာရင်ဗမာပြည်မှာဗုဒ္ဓဘာသာတဝက်မွတ်စလင်တဝက်ဖြစ်သွားမယ်နော်အားလုံးကဂျန်တုံးတူဖြစ်သွားလိမ့်မယ်တဝက်စီ50ဖြစ်သွားမယ်50ဖြစ်ပြီဆိုရင်အန်တရေမရှိဘူးလားရှိလားအခုထိုင်းနိုင်ငံတောင်ပိုင်းမှာမွတ်စလင်က90ရာနှုန်းဖြစ်သွားပြီဖြစ်သွားတော့ပြည်နယ်ခွဲပြီးတောင်းပြီတခါအိန္ဒိယနိုင်ငံမှာပြည်နယ်ခွဲတောင်းလို့ပါကစ္စတန်နိုင်ငံမကွဲဘူးလားကွဲသွားတာအခုထိုင်းမှာလည်းဒီလိုတောင်းပြီတောင်းတော့ထိုင်းအစိုးရမပေးတော့ဆုံးခံထွက်တဲ့ဘုန်းကြီးကိုတနတ်နဲ့ပြစ်တယ်နောက်ပြီးတော့သူတို့ဖျားသခင်အလိုတော်ချလောက်ရမယ်ဆိုတဲ့အတွက်သူတို့ဖျားသခင်ကဗတ်တတ်မှတ်ထားလဲဆိုတော့သူ့ကိုမကိုးကွယ်သူမှန်သမျှအကုန်လုံးမိစ္ဆာဒိဋ္ဌိရန်သူအဲ့ဒီရန်သူတွေရှင်းရမယ်ဒါသူတို့ဘာသာမှာရှိတယ်ဒါဆိုရင်အဲ့ဒါတွေကိုရှင်းဆိုလို့ရှိရင်ဘယ်လိုရှင်းတယ်လဲခန္ဓာကိုယ်မှာဘုံပတ်လိုက်တယ်အခုအစ္စလာမ်နိုင်ငံတွေမှာမရှိဘူးလားရှိလားအသေးခံဘုံခွဲတာနော်ခန္ဓာကိုယ်မှာဘုံပတ်တယ်ဘုံပတ်ပြီးတော့ဘာလုပ်လဲဗုဒ္ဓဘာသာစုအများကြီးရှိတဲ့နေရာမှာသွားခွဲလိုက်တယ်သူ့ဘက်ကတယောက်သိရင်ဗုဒ္ဓဘာသာဘယ်နှစ်ယောက်20အစိတ်လူတယောက်နဲ့20အစိတ်လဲတာနော်အဲ့ဒီဒုက္ခထိုင်းနိုင်ငံမှာကိုစပြီးတော့ခံစားနေရမယ်ဗမာပြည်မှာလည်းတဝက်စီဖြစ်လာလို့ပြည်နယ်တချို့မှာတဝက်စီဖြစ်လာခဲ့တော့အဲ့လိုမတောင်းဘူးလို့ပြောလို့ရတာအခုရခိုင်မှာစတောင်းပြီလေဘူတိတောင်မောင်တော့ကိုသူတို့ပြီးချမ်းနယ်မြေဖြစ်သတ်မှတ်ပေးပါလို့တောင်းလာပြီအဲ့တော့အန်ဒီရမရှိဘူးလားရှိလားကဲဒါအန်ဒီရသေးပဲရှိသေးတယ်နော်ဒီအန်ဒီရကအဲ့ဒီနှစ်40ဆိုတော့အခု2012နော်40ပေါင်းရင်ဘယ်လောက်ဖြစ်သွားမလဲ2050နှစ်နောက်ထပ်နှစ်30ဆောက်ဘယ်လောက်ဖြစ်သွားမလဲ2080နှစ်နော်နှစ်30လောက်ဆောက်လိုက်ရင်မွတ်စလင်က3ပုံ2ပုံဗုဒ္ဓဘာသာက1ပုံသူ့တို့ဘာနှုတ်ကများတာကိုအဲ့ဒါလောက်ဆိုလို့ရှိရင်တော်တော်လေးအန်ဒီရမရှိဘူးလားကြီးလားကြီးသွားပြီနောက်ထပ်10နှစ်15နှစ်ဆောက်2100မပြည့်ခင်လေးမှာသူတို့က4ပုံ3ပုံဗုဒ္ဓဘာသာက1ပုံမကွာဘူးလားကွာသွားမယ်အဲ့လိုကွာသွားရင်ဘာဖြစ်တယ်လဲကြာရှည်သာသနာမပြုတော့ဘူးသူတို့ကအဲ့ဒါလောက်ကွာသွားလို့ရှိရင်လေ1940 41လွတ်လပ်ရေးမရခင်လေးမှာရခိုင်နဲ့စစ်တကောင်းမှာဂျီဟတ်စစ်ပွဲတစ်ခါဆင်နွှဲတယ်ဘူတိတောင်မောင်းတော့မှာမွတ်စလင်များတဲ့နေရာတွေမှာဘုရားဘာသာများတဲ့နေရာတွေမှာတော့သူတို့မလုပ်ဘူးမွတ်စလင်များတဲ့နေရာတွေမှာဂျီဟတ်စစ်ပွဲဆိုတာဗလီဆရာတွေကဘယ်နေ့ကိုသူတို့ဘာသာမဝင်သူသတ်ဆိုပြီးတော့အဲ့လိုသတ်မှတ်တဲ့နေ့အဲ့ဒါကိုဂျီဟတ်နေ့လို့ခေါ်တယ်မွတ်စလင်မိန်းကလေးတိုင်းကနေ့စဉ်ကြက်ကိုလည်းလဲလှီးပြီးတော့စားရတယ်စိတ်ကိုလည်းလဲလှီးစားရတဲ့အတွက်တတ်တာဖြတ်တာနဲ့ရင်ပါနေတော့ဂျီဟတ်ဆိုရင်မိန်းမယောက်ျားကလေးအကုန်ထွက်ရတဲ့အိမ်ကြီးထွက်ပြီးရင်ဘုရားဘာသာအိမ်တွေပေါ်တက်ပြီးတော့ရှိသမျှလူအောင်ဆွဲချတော့သူက3ယောက်ဟိုက1ယောက်ဆိုတော့မကွာဘူးလားကွာမိန်းကလေးချင်းလေကလေးချင်းလေယောက်ျားချင်း3ယောက်1ယောက်ကွာတော့2ယောက်ကချုပ်လိုက်တယ်1ယောက်ကလည်းပင်းထိလိုက်တယ်ပြီးပြီတနေ့တည်းနဲ့ဗုဒ္ဓဘာသာ9000ပြီတယ်အဲ့ဒီဂျီဟတ်စစ်ပွဲမှာနော်တနေ့တည်းနဲ့9000ပြီတယ်နော်တော်ရက်ဆက်တဲ့အနေထားလေးတွေအဲ့ဒီမှာတော်ပါတယ်ဟိုးတော့ကရွှေထုံးပြီးအောင်ရေးတဲ့စာအုပ်လေးတော့ဘုန်းကြီးဖတ်ဖူးတယ်အဲ့ဒီဘူတိတော်မောင်းတော့မှကြားတဲ့ဆရာဝန်ကြီးဖမ်းလိုက်တယ်ဖမ်းပြီးဆရာဝန်ကြီးကိုတုံလုံးပက်လက်လှဲခိုင်းတယ်ပက်လက်လှန်ထားပါးစပ်ကိုထောက်ထားပြီးတော့အဲ့ဒီမှာမွတ်စလင်ကမစင်စွန့်ချတယ်ဒါအချင်းလက်နော်စွန့်ချပြီးတော့အဲ့ဆရာဝန်ကြီးကိုပြန်ထိုင်ခိုင်းတယ်ပြန်ထိုင်ခိုင်းပြီးတော့သူ့သမီးကိုသူ့ရှေ့မှာမရင်းကျင်တယ်မွတ်စလင်20လောက်ဝိုင်းကျင်တာနော်ဖေးကကြည့်နေရတယ်အဲ့ဒါမကြည့်လို့မရဘူးအတင်းအကျပ်အဲ့ဒီလိုမျိုးပြီးတော့အဲ့ဒီကလေးမကိုမဲဖောက်တယ်ကြားတယ်မွတ်စလင်ကဟိုစစ်တကောင်းခေါ်သွားတဲ့အ